其中。initial တော့ကြတော့ဒီလိုမျိုးအတက်နေလည်းမထိုးရသေးတဲ့ခါကျအဆင်ပြေသူအကုန်လုံးရာနှမအကုန်လုံးလက်ခံရတာပေါ့နော်။အရင်အစတုန်းကစစချင်းလေးတွေက100 200လောက်ရှိအောင်။နောက်ပိုင်းတော့ every day ကတော့60 90အဲ့လောက်တော့ကျက်ရှိတယ်60ကျော်။စုခိနာထပ်ပြီးပြီးနေရရှိ3နှစ်လောက်ကြာတဲ့အချိန်မှာလူရလာတွေ့ပြီးတော့ပြီးပြီးတာ။ဒီလက်ကောက်ဝဲအရင်ကချောင်းကျိုးတွေရှိခွဲရမယ်လို့ပြောလို့ရှိရင်လူနာရများသေးလို့ခွဲလို့မရသေးဘူးလို့ပြောလို့ရှိရင်ဝန်ထမ်းနေရာမှာနေရရှင်အမဆိုရဝန်ထမ်းစားဖို့နေရတော့ဒီလိုပဲလောက်ရတာတချို့လူတွေတော့လာဝေးတာပေါ့ဟုတ်အဲ့လိုမျိုးတော့သွားယူခိုင်းရတာပေါ့ဒါလေးကဆိုတာလဲသူတို့လာဝေးတာပေါ့တော့ဆိုတော့ဆရာတို့နေရာအဓိကပေါ့နော်နေရာခင်ဗျာကြီးခေတ္တနေပြီးနေရာတွေစီစဉ်ပေးရမှာတာလည်းဖြစ်ပါတော့ပြီးရင်တော့ဒီလိုနေပြီးတော့သူတို့တက်ကိုတန်ရှင်းတဲ့တောက်သုံးရေးစနစ်ရဖို့ပြလုပ်ပေးတာဒီတဲ့ဆက်လုပ်ပေးရတာဒီတဲ့ဖြစ်တယ်နော်ပြီးရင်တော့တော့သူတို့သုံးမင်းတော့စားမင်းစားစားတန်ရှင်းမှုရှိဖို့ဖြစ်နေတာပဲပြီးရင်တော့အခုနဒီအညစ်အကြေးပေးတာဆက်တယ်ဒီလိုများယောဂဖြစ်လာရင်တော့ယောဂဖြစ်တဲ့စောစီပြီးဖို့စောစီခုဖို့တက်ကြတယ်ခင်ဗျာလိုအပ်တဲ့ဆေးနဲ့ CPC တွေပေါ့ပြီးရင်တော့ခုနချင်းရတဲ့ဖြစ်လို့ဆေးယောဂတွေပေါ့ချင်းတော့တို့တခြားလိုအပ်တဲ့လုပ်ဆောင်နေတာပါဒီမှာဒီလိုမျိုးမြန်မာနဲ့တရုတ်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်မှရှိတော့ဒီမှာဒုက္ခခံစားရတဲ့ဒီလိုပြီးပေါ့နော်ဒါတွေကကုသယောဂလည်းမဖြစ်လာတော့ဘူးသူတို့ရဲ့ကျန်းမာရေးစင်တန်းနဲ့မြင့်လာမယ်ပေါ့နော်ဒီလိုတော့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါမယ်ဒီလိုပူးပေါင်းတဲ့ကျေးဇူးတင်ပါတယ်